ထေးကြီးတူဟာသူ့သားလေးအလိုလိုက်ခံရပြီးပျက်စီးသွားမှာကိုစိုးရိမ်တာကြောင့်ပင်ပန်းစင်းရဲတဲ့ပတ်ဝန်းကျင်တစ်ခုကိုတမင်ဖန်တီးပြီးသားဖြစ်သူကိုပြောထောင်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။သူတို့သားဖဟာရိုင်းနဲ့အိမ်အိုကြီးတစ်လုံးလေးကိုပြောင်းရွှေ့နေထိုင်ခဲ့ကြပြီးအိမ်ကြီးချင်းတွေအဖြစ်ဟန်ဆောင်ဖို့အတွက်လည်းကလေးချင်းအဖွဲ့တစ်ဖွဲ့ကိုငှားရမ်းခဲ့ပါတယ်။ဒါအပြင်ထိတ်တန်းကျူရှင်ဆရာတဦးကိုလည်းမိုက်ရဲ့အဖွားအဖြစ်ဟန်ဆောင်ခိုင်းခဲ့ပါတယ်။ဒီလိုစနစ်တကျဖန်တီးထားတဲ့ပတ်ဝန်းကျင်ကြောင့်မိုက်တယောက်ချမ်းသာကြွယ်ဝမှုဆိုတာအလွယ်တကူရလာတာမဟုတ်ဘူးဆိုတာကိုတဖြည်းဖြည်းနားလည်လာပါတယ်။သူဟာအိမ်သုံးစရိတ်အတွက်အမိုက်ပုံးတွေကပလင်းကွန်တွေကိုလိုက်ကောက်ပြီးနေတိုင်းရောင်းချခဲ့ပါတယ်။ဒါကိုသိသွားတဲ့အတန်းဖော်တွေကမိုက်ကိုဝိုင်းပြီးလှောင်ပြောင်ခဲ့ကြပါတယ်။မိုက်ကိုဗတ်ဆောင်တော်တဲ့သူဖြစ်လာအောင်ပညာပေးအဖွဲ့ကလည်းသူ့ကိုအချိန်နဲ့တပြေးညီစောင့်ကြည့်နေခဲ့ပါတယ်။မိုက်ကအိမ်ပြန်လာတဲ့အခါအိမ်ကြီးချင်းတွေကအဝိရှော်ဟန်ဆောင်ရင်းပုတ်တိုက်မှုဆိုင်ရာယူပဗေဒသဘောတရားတွေကိုအခွင့်အာဏာရှင်းပြပေးပါတယ်။ကျောင်းသားဆရာမကမိုက်ရဲ့အင်္ဂလိပ်စာညံ့ဖျင်းမှုကိုဝေဖန်တဲ့အခါမှာလည်းအဖွားဖြစ်သူကမိုက်ကျောင်းသွားကျောင်းပြန်လမ်းမှာနိုင်ငံခြားသားဆရာတွေကိုစီစဉ်ပေးပြီးစကားပြောစွမ်းရည်တိုးတက်အောင်လုပ်ပေးခဲ့ပါတယ်။ညဘက်မိုက်အိပ်ပျော်နေချိန်မှာတောင်ဘေးအိမ်ကစန္ဒယာပညာရှင်တဦးကချော့တိတ်လေးတွေကိုတီးခတ်ပေးခဲ့ပါတယ်။ဒီလိုပညာရှင်အဖွဲ့ရဲ့ပြောထောင်မှုကြောင့်မိုက်ခါအတန်းထဲမှာအမြဲတမ်းအဆင့်တိတ်ရခဲ့ပါတယ်။ဒါပေမဲ့မိုက်ရဲ့တကယ်ဘိုးဘွားတွေကတော့မြေဖြစ်သူကိုဒီလိုစင်းစင်းရဲရဲထားတာကိုလုံးဝသဘောမကျဘဲကန့်ကွက်ခဲ့ကြပါတယ်။သူတို့ဟာမြေဖြစ်သူစီလက်ဆောင်တွေယူပြီးခဏခဏလာကြည့်တတ်ပေမဲ့ဖခင်ဖြစ်သူချင်းကအမြဲတမ်းတားဆီးခဲ့ပါတယ်။မိုက်ရဲ့မွေးနေ့မှာတော့ဘိုးဘွားနှစ်ဦးကိုအဝတ်စားအဟောင်းတွေဝတ်ခိုင်းပြီးမှအိမ်ထဲပေးဝင်ခဲ့ပါတယ်။လီကစစ်ဆေးလိုက်တဲ့အခါအဖွားဖြစ်သူရဲ့ခြေအိတ်ထဲမှာမိုက်အတွက်ဝှက်ယူလာတဲ့မုံဘိုးတွေကိုတွေ့သွားပါတယ်။ပိန်ချုံသွားတဲ့မြေဖြစ်သူကိုကြည့်ပြီးအဖွားဖြစ်သူကစိတ်မကောင်းဖြစ်လွန်းလို့တကယ်တော့သူတို့ဟာအိမ်ကြီးအိမ်ကောင်းနဲ့နေခဲ့တာဖြစ်ကြောင်းအမှန်တရားကိုဖွင့်ပြောဖို့စူးစမ်းပါတော့တယ်။အဲ့ဒီအချိန်မှာချင်းကအမှန်တရားပေါ်သွားမှာဆိုလို့အဖွားဖြစ်သူရဲ့မျက်နှာကိုပိန်မုံနဲ့တုပ်ပြီးစကားပြ။အော်လို့မရအောင်တားဆီးကအိမ်ပြင်ကိုဆွဲထုတ်သွားခဲ့ပါတယ်။အိမ်ပြင်ထွက်သွားချိန်မှာတော့အဖွားကသူ့ရဲ့သမင်တူထဲမှာဝှက်ယူလာတဲ့ပတ်စံတွေကိုမိုက်လက်ထဲထည့်ပေးခဲ့ပါတယ်။ဒါပေမဲ့မိုက်ကတော့အဲ့ဒီပတ်စံတွေကိုသူ့ဖေချင်းလက်ထဲကိုပဲပြန်ပေးခဲ့ပါတယ်။တားဖြစ်သူရဲ့ငွေကြေးစီမံခန့်ခွဲမှုစွမ်းရည်တိုးတက်အောင်ခြင်းကအိမ်ရဲ့စုဆောင်းငွေအားလုံးကိုမိုက်လက်ထဲအပ်ပြီးအိမ်သုံးစရိတ်တွေကိုတာဝန်ယူခိုင်းလိုက်ပါတယ်။တညမှာတော့မိုက်ကသူ့ဖေရဲ့ဖက်နှက်အဆုပ်ကြီးကိုမြင်ပြီးအဖေဖြစ်သူအတွက်ဖက်နှက်အသစ်တစ်စုံဝယ်ပေးဖို့ဆုံးဖြတ်ခဲ့ပါတယ်။နောက်နေ့မနက်မိုက်ဈေးဝယ်ပြီးပြန်လာတဲ့အခါသူ့ရဲ့နောက်ကျောမှာဘူးတစ်ခုကိုဝက်လာတာကိုလေးတွေ့သွားပါတယ်။လေးကကျင်းအတွက်ဖက်နှက်အသစ်လို့ထင်ခဲ့ပေမဲ့တကယ်တမ်းမှာတော့မိုက်ဝယ်လာတာကတက်ဘလက်တစ်လုံးဖြစ်နေပါတယ်။မိုက်ဟာအဲ့ဒီတက်ဘလက်ကြီးကိုကင်ပြီးအိမ်သားထဲမှာဂိမ်းကိုးစော်နေတာကိုအားလုံးကအံ့ဩတကြီးတွေ့လိုက်ရပါတော့တယ်။